မြို့ဝန်လေးတွေကုန်နေပြီလေးဖြေရှာ Okay ဒါပို့ပြီးတော့ sound တော့เนาะဆန်းဆန်းလေးဖြစ်သွားတယ်ဆိုတော့တွေးများနေချက်ဤစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားတွေပြန်ချစ်လိုက်ကောင်းလို့နေစေခုသွားတဲ့နန်းတဲ့ပွင့်တို့ရင်မငူတကယ်စမတိချာ Hello everyone ဒီကောနေပြန်နေချူဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့တွေပုံမှန် C A minor D minor G နဲ့တီးတဲ့နေရာမှာကျွန်တော်က C E minor 7 for 5 E flat dim 7 D minor ဆိုမှအဲ့လိုသုံးမယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါကို chord substitution လုပ်လိုက်တော့ခေါ်တယ်ကျွန်တော်တချင်းတီးတဲ့ခါမှာလည်းတစ်ခါအဲ့လို chord substitute လုပ်မှတီးထည့်ပေါ့နော် harmonize ပြန်လုပ်တယ်လို့လည်းပြောလို့ရတယ်ကျွန်တော်အဲ့ဒါကိုဒီနေ့မျှဝေပေးမှာဖြစ်ပါတယ် chord အစားထိုးသုံးမှာတော့ minor 7 flat 5 ရယ် dim 7 ရယ်ပေါ့နော် chord နှစ်ခုအစားထိုးမှာအဲ့တော့ပထမဆုံးကျွန်တော်က chord symbol လေးကိုတီးရမယ်မူရင်း chord ပေါ့နော်မူရင်း chord ကပါလဲဆိုရင် C ပါတယ်ပြီးရင် A minor ပါတယ်အဲ့ဒါပြီးရင် D minor အဲ့ဒါပြီးရင် G chord ၄ခုပါတယ်ပေါ့နော်အဲ့တော့ C A minor D minor G ကျွန်တော်တို့မှတ်ထားမှာကပထမဆုံး chord နေရာမှာကျွန်တော်တို့ substitute လုပ်လို့မရအောင်သူကဒုတိယမြောက်လောက်ကနေမှစလုပ်လို့ရမယ်ဒါပေမဲ့ jazz လောကထဲမှာကျွန်တော်တို့ကဒီရဲ့ chord substitute လုပ်မယ် chord ကိုအစမ်းနည်းနည်းလေးဗါလဲ harmony လေးပုံစံဖြစ်သွားအောင်လို့နည်းနည်းဆောင်းလေးတွေနားထောင်ချင်တယ်ဆိုရင်ကျွန်တော်တို့ကလာမဲ့ကော့ကိုကျွန်တော်တို့အရင်မြင်တတ်ရမယ်အခုကျွန်တော်ကကော့အစားထိုးမှာဆိုတော့ကော့က၄ခုပဲရှိတယ်ပထမတစ်ခုမှထိုးလို့မရဘူးဒုတိယမြောက်ကော့ကိုထိုးမယ်ဒါပေမဲ့ဒုတိယမြောက်ကော့က target ကော့မဟုတ် target ကော့ကဘာမှလဲဆိုရင်တတိယမြောက်ကော့ကို target ကော့လို့ခေါ်တယ်ချမဲ့ကော့ပေါ့နော်ဆိုတော့ C A minor D minor ဆိုတော့ဒီရဲ့ D minor ဆိုတဲ့ကော့ကကျွန်တော်တို့ရဲ့ချမဲ့ကော့ဖြစ်တယ်အဲ့တော့A minor နေရာမှာကော့အစားထိုးပြီးတော့ D minor ကိုလာချမှာပေါ့နော်ဆိုတော့ D minor ကိုကျွန်တော်တို့ပုံယူမယ်ဆိုတော့ D minor နဲ့နီးတဲ့ D note နဲ့နီးတဲ့ note တွေကဘာ note တွေလဲဆိုကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်ဒီမှာ D ရှိတယ်အဲ D နဲ့အနီးနားမှာရှိတဲ့ကော့က C sharp ဒါမှမဟုတ်လေ D flat လို့ခေါ်တယ် D ရဲ့အရှိမ D sharp ဒါမှမဟုတ်ရင် E flat လို့ခေါ်တယ်ဆိုတော့ဒီ note နှလုံးရှိရပေါ့နော်အဲ့တော့ကျွန်တော်က C ကနေမှတက်တဲ့ချိန်မှာ A minor ကိုဖျောက်လိုက်ပြီးတော့အစားထိုးကော့အနေနဲ့ကျွန်တော်က C sharp တင်ဝင်သုံးလို့ရတယ်ဘာလို့လဲဆိုတော့ D ကိုသွားမှာဟုတ်ပြီနော် C ကနေ C sharp တင်သုံးလိုက်ရင် D ကိုရောက်မယ်လွယ်လေးပဲဒါရိုးရိုးလေးပဲတန်နော်ဒိုဒီရေဆိုမှသွားမယ်ဒါမှမဟုတ်နောက်တစ်မျိုးသုံးချင်တယ်ဆိုရင် C ကနေမှ D minor ကိုသွားဖို့အတွက်ဒီဘက်ကိုခွာကျော်လိုက်မယ် C E E flat D အဲ့လိုသွားလို့ရတယ်နော်ဒါမှမဟုတ်လဲ C E flat D အဲ့လိုလဲသွားလို့ရတယ်အခုကျွန်တော်သုံးမဲ့သချင်းမှာကျတော့ C ကနေမှ E ကိုသွားမှာသူက C E E flat D ဆိုတော့နှုတ်နှလုံးအပူထည့်မယ်ပေါ့နော်ဆိုတော့အဲ့လိုထည့်လိုက်တဲ့အခါမှာကာလာကနည်းနည်းပို့ပြီးတော့ဆန်းသွားတယ်တစ်ချက်လောက်နောက်ထောင်ကြည့်အောင်နော်လုံးလေးတွေတဲ့ကိုငေးပြီးဒါရိုးရိုးလေးတေးတေးကလေးဖြေရှာ Okay အခုဆန်းဆန်းလေးသုံးကြည့်အောင်မြို့ဝန်လေးတွေတဲ့ကိုငေးပြီးတေးတေးကလေးဖြေရှာ Okay ဒါပို့ပြီးတော့ sound တော့เนาะဆန်းဆန်းလေးဖြစ်သွားတယ်ဆိုတော့အဲ့တော့ chord substitute လုပ်တယ်လို့ခေါ်တယ် E minor 7 flat 5ကိုကျွန်တော်သုံးထားတယ်အဲ့ဒါပြီးရင် E ရဲ့ beta မှာရှိတဲ့ E flat ကိုပြန်သုံးတယ်ဘာဖြစ်လို့လဲဆိုရင် D ကိုတွားမှာပေါ့နော် C E and D D minor ကိုတွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကအကြားမှာအပူကော့အနေနဲ့ E flat dim 7ကိုကျွန်တော်ဝင်သုံးလိုက်တယ်ပေါ့နော်ဆိုတော့ကာလာလေးပို့လာတော့တန်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  Okay အဲ့ဒါminor 7 flat 5ရယ် dim 7ရယ်ကိုသုံးတယ်လို့ခေါ်တယ်ခုနကျွန်တော်ပြောတဲ့ဟာလေးကြံခဲ့နေတယ်ပေါ့နော် C ကနေမှ D ကိုတွားခဏနေမှကျွန်တော်ဒီကြားထဲက C sharp ကိုလည်းသုံးလို့ရတယ်ဒါပေမဲ့ဒီကောင်ဘာနဲ့သုံးမလဲဆိုရင် dim သုံးရုံပဲပေါ့နော်မြို့ဝန်လေးတွေတဲ့ကိုငေးပြီးတေးတေးကလေးဖြေရှာ Okay ပြန်သုံးကြည့်အောင်နော်မြို့ဝန်လေးတွေတဲ့ကိုငေးပြီးတေးတေးကလေးဖြေရှာဒါလည်းကောင်းတယ်ပေါ့နော်ဒါလည်းတူကောင်းတယ် just တီးရသူတွေကကော့တွေကိုအစားထိုးတဲ့အခါမှာဘယ်ဟာကနားထောင်လို့ကောင်းလဲဆိုတော့ကိုယ်နားထောင်လို့ကောင်းမယ်လို့ထင်တဲ့ကော့ကိုကျွန်တော်တို့ကထည့်တာပေါ့နော်အဲ့လိုမျိုးထည့်ခြင်းအဖြစ်ကျွန်တော်တို့ပို့ပြီးတော့အရသာတစ်မျိုးပြောင်းလဲသွားစေပေါ့နော်တယောက်နဲ့တယောက်သုံးတာတော့မတူဘူးအဲ့တော့ကြိုက်တဲ့ဟာသုံးလို့ရတယ်ကျွန်တော်ကတော့အခုဒီသင်ခန်းစာမှာကျွန်တော်ကဒီဟာနည်းနည်းလေးပို့ခတ်လို့ကျွန်တော်တရားလေးပို့ပြီးတော့သုံးပြတာပေါ့နော်နားထောင်လိုက်လဲပို့ပြီးမှဆန်းဆန်းတစ်လေးဖြစ်တယ်ပေါ့နော်ဝန်လေးတွေကုန်ပြီးပြီးတေးတေးကလေးဖြေရှာ Okay နောက်တစ်ပုဒ်ရှိသေးတယ်ဘာမှမလုပ်ပါနဲ့ကိုအဲ့မှာလည်းသုံးနေရတယ်သူလဲကော့တူပဲ C A minor D minor G လေးကော့ပဲပေါ့နော်အဲ့ဆိုကျွန်တော်က A minor ကိုဖျောက်လိုက်ပြီးတော့ A minor နေရာမှာ E E flat
အဲ့လိုတုံးလိုက်မယ်အပြင်ဒီပိုင်းအောင်ပြန်သွားမယ်နော်ဘာမလို့ပါနေကွယ်ကောင်းကနေချီတလုံးဒီတစ်ခါတွေလိမ့်ပြီးတော့နေပါချစ်ရဲ့ချစ်တာကို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 တန်တန်အဲ့လိုပေါ့နော်အဲ့လိုတန်သူကအရသာကိုဆောင်းလေးပြသွားစေပေါ့နော်ဆိုတော့နားထောင်တဲ့သူအတွက်လည်းတစ်မျိုးလေးစမ်းသစ်သွားစေတယ်ဆိုတော့ဒီနေ့ကျွန်တော်ဒီသင်ခန်းစာကိုမျှပေးရှင်တယ် minor 745ရဲ့ dim 7ရဲ့နှစ်ခုပေါင်းပြီးတော့ကော့အစားထိုးတာဖြစ်ပါတယ်အဆုံးလေးကြည့်ရှုပြီးတော့အားလုံးအထူးကျေးဇူးတင်ပါတယ်ဘူးအရကြမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့အားလုံးပဲ God bless you